အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုရောက်ရှိနေတာကတော့တရားရင်းဒေသကြီးမှာရှိတဲ့နေပြကရင်လူစုကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ဒေယူဘာမီကနေပြီးတော့နေပြဒေသမှာရှိတဲ့ကရင်တွေရဲ့လူနေမှုဘဝတွေအကြောင်းကိုရိုက်ကူးတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်အော်ဆိုလာဆိုင်မပလောနေတဲ့တာပြေဝကြောင်စုတော်ဝါလာလာလူလိုက်တာပန်းပေါ်ဒီအော်မိခိုင်လိုက်အစံတော်အဝေရှာမကစတမလာစေလက်စကိုပါပါဒီဝါကျွန်တော်အနေနဲ့ပိုးကင်နေရှိတဲ့ရွာကိုရောက်ရှိခဲ့ပြီးအဲ့ဒီကြီးရွာအကြောင်းကိုရိုက်ကူးခဲ့ပါတယ်။ပိုးကင်ဆိုတာကတော့ကရင်လူမျိုးအုပ်စုဝင်ဖြစ်ပြီးအရှိပိုးကင်များကတော့ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသမှာနေကြပြီးအနောက်ပိုးကင်အများစုကတော့ပတ်သိမ်ခရိုင်၊မအူပင်ခရိုင်၊မြောင်းမြခရိုင်၊ဟင်းသဒခရိုင်၊ဖျာပုံခရိုင်နဲ့တာယာဝတီခရိုင်၊ညောင်လေးပင်မြို့နယ်၊အေယာဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများပြားနေထိုင်ကြပါတယ်။ကျွန်တော်အနေနဲ့ဝါခေမမြို့နယ်ကင်းဝါကျောင်းသူကြီးရွာကပိုးကင်နေစီကိုရောက်ရှိခဲ့ပြီးအဲ့ဒီဒေသအကြောင်းကိုလေ့လာခဲ့ပါတယ်။အဲ့ဒီကြီးရွာဟာအေယာဝတီမြစ်အရှိတ်အချမ်းမှာရှိတဲ့ရွာလေးဖြစ်ပြီးရာမီလုပ်ငန်းနဲ့တင်ဖြာလုပ်ငန်းငါးပန်းကြီးလုပ်ငန်းများကိုလုပ်ကိုင်ပြီးဘဝကိုပျော်ပျော်နေတတ်တာလည်းတွေ့ရပါတယ်။အများစုဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးအလူတန်းကိုစုပေါင်းညီညွတ်သောလူတန်းတာတွေ့ရပါတယ်။အဲ့ဒီအပေါ်ခင်မင်စွာဆက်ဆံတတ်ကြပြီးရင်းမြစ်တဘာဝလည်းကောင်းမွန်တာကြောင့်တည့်ရဝါးရည်များဖြင့်နေရာနဲ့မှာတွေ့ရပါတယ်။အများစုအိမ်တိုင်းဒီဘက်မှာတော့ဝါးပင်တွေကိုတွေ့ရပြီးအဲ့ဒီဒေသမှာနာမည်ကြီးတဲ့တင်ဖြာလုပ်ငန်းအစားတောက်မှာဆိုရင်တော့ငါတလောက်ငါဖြစ်ပြီးအေယာဝတီတိုင်းမှာပိုးကင်လူမျိုးအများပြားနေထိုင်ကြအောင်လည်းတွေ့ရပါတယ်။သူတို့ရဲ့ချစ်စရာကောင်းတဲ့ရိုးသားမှုတွေကိုရောက်ဖူးသူတိုင်းမြင်တွေ့ရမှာဖြစ်ပြီးကျွန်တော်အနေနဲ့တိုက်တိုက်ဆိုင်ဆိုင်ကရင်မျိုးသားနေမှာရောက်ရှိခဲ့ပြီးပိုးကင်ကောင်လေးတွေကောင်မလေးတွေအကောက်ကိုလည်းကြည့်ခဲ့ရပါတယ်ဒီဒေသကိုတော့တစ်ခေါက်ရောက်ပြီးနောက်တစ်ခေါက်သွားချင်မှာတော့အသေးကြပါပဲခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားတာကတော့အေယာဝတီတိုင်းဒေသကြီးမှာရှိတဲ့မြေပြန့်ကရင်တွေအကြောင်းကိုတင်ဆက်ပေးသွားတာလည်းဖြစ်ပါတယ်နောက်တစ်ခါမှာတော့ဗေဒီသားကအကြောင်းအရာတွေကိုတင်ဆက်သွားမလဲဆိုတာကတော့ကျွန်တော်ဒေယူဘာမီမှာစောင့်မျှော်ကြည့်ရှုနေပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူနိုင်ဝင်းလွင်ဖြစ်ပါတယ်ခင်ဗျာလိုက်တာပန်းပေါ်ဒီ